ကျမကပမောက္ခဒေါက်တာတင်ထွေးပါကျမဒီရန်ကုန်စီးပွားရေးတက္ကသိုလ်ဝါနိဇဗေဒဌာနမှာပမောက္ခဌာနမှုအနေနဲ့ဒီတာဝန်ယူခဲ့ပါတယ်ဒီရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေပြီးတော့1982မှာဘီကွန်းပွဲကိုရရှိခဲ့ပါတယ်ဒီအလုပ်အနေနဲ့ဒီ1989ခုနှစ်မှာရန်ကုန်စီးပွားရေးတက္ကသိုလ်မှာဒီနီးပြအဖြစ်တာဝန်ယူခဲ့ပြီးတော့ယခုအချိန်မှာဆိုရင်ကျမ Professor အထိဒီရရှိခဲ့ပြီးဖြစ်ပါတယ်ကျမရရှိခဲ့တဲ့ဘွဲတွေကတော့ Bcon Honors နောက် MCon နောက် PhD degree တွေကျမအောက်ဒီရရှိခဲ့ပါတယ်ကျမအခုအနေနဲ့ကတော့ဒီလုံးသက်အနေနဲ့39နှစ်ကျမကြော်ပြီးဖြစ်ပြီးတော့ကျမအခုဆိုရင်အငြိမ်းစားယူပြီးတော့မှဒီစီးပွားရေးတက္ကသိုလ်ရဲ့ဘာသာရပ်ဆိုင်ရာအကြံပေးအနေနဲ့လည်းကျမတာဝန်ယူပြီးတော့ကူညီဆောင်ရွက်ပေးနေပါတယ်ကျမရဲ့ဌာနအနေနဲ့ကတော့ဒီတာဝန်ယူတဲ့ကျမရှိစဉ်ကာလမှာတာဝန်ယူခဲ့တဲ့ဒီဘွဲဒီဂရီအနေနဲ့ကတော့ Bcon degree MCon degree နောက် Master degree အနေနဲ့ MBF နောက် MI MMM MHTM စသဖြင့်ကျမတို့အဲ့ဒီ program တွေကိုလည်းကျမတို့ကဖွင့်လှစ်ပြီးတော့ပို့ချနေပါတယ်ကျမအခုဆွေးနွေးတင်ပြမယ့်အကြောင်းအရာတော့ဘဏ်လုပ်မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘဏ်တွေရဲ့ဒီလှုပ်ဆောင်မှုအကြောင်းဘဏ်တွေရဲ့အရေးပါမှုဘဏ်ဒီဝန်ဆောင်မှုလုပ်ငန်းတွေဟာတိုင်းပြည်ရဲ့စီးပွားရေးအတွက်အရေးပါပုံနောက်ဘဏ်ချင်းငွေရာတိုင်းပြည်ရဲ့စီးပွားရေးအတွက်ဘယ်လိုထောက်ကူပြုပါတယ်နောက်ဘဏ်နဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှု customer service ပေါ့လေအရေးကြီးတဲ့အကြောင်းအရာတွေအားလုံးကိုကျမကဒီပေါင်းဆက်ပြီးတော့ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ပထမဦးစွာကျမတို့ဘဏ်လုပ်ငန်းကိုဘယ်လိုနားလည်ရမလဲပေါ့နော်ဘဏ်လုပ်ငန်းဆိုတာအားလုံးဒီသိပါတယ်ဒါဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တယ်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့เนาะဒီကျမတို့ဒီတိုင်းပြည်မှာရှိတဲ့ဒီငွေကြေးလိုအပ်တဲ့နေရာတွေကိုငွေကြေးပို့ဆောင်တဲ့ဒီနေရာတွေကနေပြီးတော့မှဘဏ်ဂျားခံအနေနဲ့ဒါဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့တော့ငွေကြေးလိုအပ်တဲ့အဖွဲ့အစည်းရအများအဖြစ်ကတော့စီးပွားရေးလုပ်ငန်းတွေဖြစ်မယ်နောက်အခြားလူမှုရေးအသင်းအဖွဲ့လုပ်ငန်းတွေလည်းဖြစ်မယ်ဒီကိုယ့်ရဲ့ဒီငွေကြေးဟာအလဟသမဖြစ်ပဲပိုရှန်တဲ့သူတွေကလည်းငွေဟာအလဟသမဖြစ်ဘူးဒီငွေကိုလည်းပဲပြန်ပြီးအကျိုးရှိအောင်လည်းပဲဒီငွေဘဏ်တွေကဂျားခံအနေနဲ့ဆောင်ရွက်ပေးခြင်းအားဖြင့်ပေါ့နော်ဒီကိုယ့်ရဲ့ဒီလုပ်ငန်းအနေနဲ့လည်းပဲဒါဝင်ငွေအခုအနေနဲ့ဒါရရှိစေတယ်နောက်ဒီခုနဆောင်ရွက်ပေးတဲ့ဒီ supplier ပေါ့နော်ဒီငွေကြေးတွေပေးတဲ့ထောက်ပံ့ပေးတဲ့ဒီ portion နေတဲ့ဒီအဖွဲ့အစည်းတွေရှိမယ်အိမ်အောင်စုတွေရှိမယ်သူတို့အတွက်ကလည်းအတိုးတွေရမယ်တခါဒီဟာနဲ့ပတ်သက်ပြီးတော့ငွေကြေးတွေကိုနော်ဒီရရှိတဲ့အဖွဲ့တွေကလည်းပဲကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်ကြီးပွားဖို့အတွက်ကိုရင်းနှီးနေနဲ့ပြန်ပြီးတော့အသုံးချလို့ရတယ်အကြောင်းမို့လို့ဒီဘဏ်လုပ်ငန်းဟာဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါတိုင်းပြည်ရဲ့စီးပွားရေးမှာမရှိမဖြစ်တာအရေးပါတယ်ဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကဒီဘဏ်လုပ်ငန်းရဲ့အကျိုးပြုပုံပေါ့နော်ဒါအခုနဒါငွေကြေးကိုဒါကျမတို့ရဲ့ဒီငွေကြေးလိုအပ်တဲ့အဖွဲ့တွေကိုငွေကြေးပိုရှင်တဲ့သူတွေကဒီလိုထုတ်ပေးတဲ့အကြောင်းမို့လို့ဘဏ်အတွက်ကောနော်တက်ဆိုင်ရာဒီငွေချေးပေးတဲ့သူတွေရောနော်ငွေချေးယူတဲ့သူတွေအတွက်ကောအကျိုးရှိတယ်အထည်အမြင်ဘာအကောင်းလဲဆိုလုံခြုံမှုပေါ့နော်ကျမတို့အရေးကြီးတာလုံခြုံမှုပေါ့ safety ဖြစ်ပါတယ်နော်ဒီဘဏ်တွေကနေပြီးတော့မှနော်ဒီငွေတွေကိုနော်တင်ဆက်ပေးထားတဲ့ဟာငွေအပ်ထားတဲ့သူများအတွက်ကအင်မတန်ကိုနော်စိုးရိမ်ကြောင်းကြမှုမရှိဘဲနဲ့နော်ဒါစိတ်ထားရလုံခြုံမှုပေးနိုင်တဲ့ဟာဒါကိုယ့်အတွက်တကယ်ကိုနော်ကိုစုထားတဲ့ငွေတွေကိုရှာဖွေထားတဲ့ငွေတွေကတကယ်ကိုဘဏ်ကနေပြီးတော့တင်ဆက်ပေးတာနော်အရန်ကိုအကျိုးကျေးဇူးကြီးမားတယ်နော်ဒါအပြင်တစ်ခါဝင်ငွေရရှိအောင်လည်းလုပ်ပေးနိုင်တယ်နော်နောက်ကိုပေးရမယ့်ကိစ္စတွေဆိုလဲဘဏ်တော်သွားစရာမလိုခုနောက်ပိုင်းဤပညာတွေထွန်းကားလာတဲ့အခါကျတော့နော်ဒီပေးစနစ်ရှိတယ်နောက် mobile banking တွေပေါ်လာပြီနော်နောက် ATM စက်တွေကလည်းအနီးအနားမှာရှိရဆိုရင်ဒီလိုတစ်ဆင့်သွားပေးတာနဲ့ကိုယ့်ရဲ့ပေးရမယ့်အကျွေးတွေကိုလည်းပဲနော်စိုးရိမ်စရာမရှိပဲပေးလို့ရတယ်နောက်ကိုယ့်ရဲ့အိမ်မှာနော်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့နော်ရေပတ်သက်တဲ့ bill တွေနော်နောက်မီတာနဲ့ပတ်သက်တဲ့ bill တွေနောက်ကိုယ်အသင်းဝင်ထားတယ်ဆိုရင်အသင်းဝင်ကြေးတွေပေးတာတို့နောက်အာမခံလုပ်ထားတယ်ဆိုရင်အာမခံနဲ့ပတ်သက်ပြီးတော့ပေးတာတို့ဒါတွေလည်းပဲလူမျိုးအိမ်ကနေပြီးတော့တခါတည်းပေးဆောင်လို့ရတယ်နော်ဒါကြောင့်မို့လို့ဒါဘဏ်စနစ်ဟာနော်ဒီအားလုံးရဲ့ဒီလူမှုရေးစီးပွားရေးနော်အားလုံးတွေကိုဒီနိုင်ငံရဲ့ဒီအထောက်အကူပြုတဲ့ကိစ္စတွေမှာအင်မတန်ကိုအကျိုးရှိတဲ့အနေနဲ့နော်ဒါအားလုံးလက်ခံမှာဖြစ်ပါတယ်နောက်ဒီတိုင်းပြည်ရဲ့အခြေခံပေါ့နော်ဒါလိုနေတဲ့ဒီအခြေခံအဆောက်အုံတွေပေါ့နော် infrastructure တွေဥမာကျမတို့ဆေးရုံတွေစောက်တာတို့နော်စက်ရုံတွေနော်နောက်ဒီကျောင်းတွေနော်ဒါမျိုးဆိုရင်လည်းပဲဒါလမ်းတွေဖောက်တာဆိုရင်လည်းပဲငွေကြေးတွေဒါအရင်းကြီးတွေလိုတယ်လို့ဆိုလဲဒီလိုအပ်တဲ့ငွေတွေကိုဘဏ်တွေကနေပြီးတော့ချီးငှားပြီးတော့ထုတ်ပေးခြင်းအဖြစ်ပေါ့နော်ဒါကိုယ့်ရဲ့တိုင်းပြည်မှာ
နော်ဒါစီးပွားရေးယဉ်ကျေးမှုစီးပွားရေးအပြင်ပေါ့ကျန်းမာရေးနော်ဒါလူမှုရေးကိစ္စတွေလည်းပဲအဆင်ပြေလာမယ်နော်အားလုံးလည်းပဲဒါပါလဲဆိုရင်ဒီဘဏ်ကနေပြီးတော့မှနော်လှူဆောင်ပေးတဲ့ကြောင့်မို့လို့ဒါဒီဘဏ်ရဲ့အကျိုးဆောင်မှုကြီးဘာဖြစ်လဲဆိုရင်ဒီဦးချင်းတာမကပဲနဲ့ပေါ့နော်တိုင်းပြည်ရဲ့ဒါအားလုံးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အနေနဲ့ဒါအရေးကြီးတယ်ဆိုတာကိုကျမတို့အားလုံးကဒါလက်ခံလိမ့်မယ်ဖြစ်ပါတယ်ဒီဝန်ထမ်းများကနေပြီးဘဏ်လုပ်ငန်းရဲ့ service တွေကိုပေးတဲ့ကြောင့်မို့လို့ဝန်ထမ်းတွေကိုလည်းခန့်ထားတာဖြစ်ပါတယ်အဲ့လိုမျိုးကျမတို့ဝန်ထမ်းတွေခန့်ထားပေးတဲ့အကြောင်းမို့လို့ဘဏ်တွေဟာဘာဖြစ်လာလဲဆိုတော့ဒါအလုတ်ကင်တွေဖန်တီးပေးတဲ့အခါအရာမှာလည်းပဲเนาะဒါတော်လေးကိုတိုင်းပြည်ရဲ့ဒီလူဆုံးအားစုဖလိုတဲ့မှုကိုထောက်ကူတဲ့ရေးပါမှုအနေနဲ့ဒါမြင်ရမယ်ဖြစ်ပါတယ်เนาะဘဏ်တွေရှိတဲ့အကြောင်းမို့လို့เนาะခုနပြောခဲ့တဲ့ကျမတို့ဒီလူတွေရဲ့เนาะဒီပေးဒီငွေပေးချိန်မှုကိစ္စတွေအဆင်ပြေလာတယ်ဘဏ်တွေကလည်းဝင်ငွေတွေရလာတယ်နော်အလုပ်ကိုင်တွေလည်းဖန်တီးပေးနိုင်တယ်။နောက်ဘဏ်တွေကလည်းအခုနောက်ပိုင်းမှာဒါတိုင်းပြည်ရဲ့ဒီလိုအပ်နေတဲ့လူမှုရေးကိစ္စတွေနော်လူမှုရေးဆိုဥမာကျမတို့ဖြစ်သွားတဲ့ရေဘေးကိစ္စတို့မီးဘေးကိစ္စတို့ငလင်ဘေးကိစ္စတွေမှာလည်းဘဏ်တွေကနေပြီးတော့အများကြီးပံ့ပိုးပြီးတော့နော်ဒါ foundation တွေကနေတစ်ဆင့်ပေါ့နော်ဒါလူသန်းတွေနော်ဒါ social ပေါ့နော် CSR တွေလုပ်လာကြတယ်နော်အဲ့လိုမျိုးတွေအကြောင်းမို့လို့ဒါဘဏ်တွေရဲ့ဒီပါဝင်မှုအခန်းကဏ္ဍကတိုင်းပြည်ရဲ့เนาะအရေးပါတဲ့ကဏ္ဍမှာဒါအုတ်တစ်ချက်တဲတဲ့ပွင့်မကเนาะဒါတော်တော်လေးကိုကျမတို့အနေနဲ့တကယ်အားထားရတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်